ယောင်ဆုံးကပါလေးတဲ့အတူတူရှောက်သွားမယ်ဆရာဖြိုးကိုရဲ့လက်ရာတွေနဲ့အလားတရားဖန်တီးဖြိုးကိုချမ်းနေအရောက်လာခဲ့ပါလာခဲ့ပါချစ်ခင်ရတဲ့မိသားစုဝင်အားလုံးနေကောင်းကြမှာပြီးစီးပွားတွေတိုးတက်ကြပါစေမင်္ဂလာရှိတဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေ Line lady season စိတ်ကူးတွေရင်လိုက်အယောင်ဆုံးကပါလေးတဲ့အတူတူရှောက်သွားမယ်ဆရာဖြိုးကိုရဲ့လက်ရာတွေနဲ့အလားတရားဖန်တီးဖြိုးကိုချမ်းနေအရောက်လာခဲ့ပါလာခဲ့ပါဆရာရဲ့ channel ကို subscribe လုပ်ထားပေးခဲ့ကြပါ Friends, join Saya Fuels Association. Your life will be better.